မမဤဒီနေ့ငပိဆက်ဆက်ကလေးနဲ့တို့စီရနဲ့ကစွန်းကြော်လေးနဲ့စားမှဖြစ်ပါတယ်စီပူပူမှာကစွန်းရက်လေးအယိုးလေးတွေကိုအရင်ဆုံးကြော်လိုက်မယ်အယိုးလေးတွေဣသွားပြီဆိုတော့မှအရွက်လေးတွေကိုထပ်ထည့်လိုက်တယ်ပေါ့နော်ကစွန်းရက်ကိုမိပြပြင်းလေးနဲ့ကြော်ပါမယ်မိပြပြင်းလေးနဲ့ကြော်လို့ရှိရင်ကစွန်းရက်ကမဲမသွားဘဲနဲ့စိမ့်စိမ့်လေးနဲ့ပေါ့နော်အရန်စားလို့ကောင်းတယ်အချုံငံထည့်မယ်စက်သားမုံအချုံမုံနဲ့ငယ် QC တို့အသုံးပြုထားပါတယ်ကစွန်းရက်လေးရသွားပြီဆိုလို့ရှိရင်တော့ကျွတ်သွန်ပြူလေးအုပ်လိုက်ပါတယ်ခုဆိုရင်တော့စိမ့်စိမ့်ဆူဆူလေးနဲ့ကစွန်းကြော်လေးတစ်ခွက်ရပါပြီကစွန်းရကြော်ပူပူလေးရဲ့ငပိရဆက်ဆက်ကလေးရဲ့အခုစားပါတော့မယ်ရှင်ထမင်းဖြူတွေကိုငပိရဆက်ဆက်လေးဖြောထားတာလေးပေါ့နော်ထည့်ပြီးတော့ထမင်းလေးတွေအရင်ဆုံးနယ်လိုက်ပါတယ်ထမင်းလေးနယ်လို့ပြီးသွားရင်တော့ကစွန်းကြော်ပူပူလေးနဲ့ဒင်းင်းသေးလေးနဲ့စားပါတော့မယ်ရှင်ပြီးရင်အဲ့လိုဆက်ဆက်ကလေးပေါ့နော်ယူနီပူပူလေးနဲ့တောက်စားကြည့်နော်တကယ်အရန်စားလို့မိန်ပါတယ်ရှင်မမရတော့ဒီလိုလေးစားလိုက်တာပေါ့နော်ဒီနေ့ဆိုရင်ထမင်း3ပကံကုန်သွားပါတယ်ချစ်တော်လေးလို့လည်းလိုက်လုစားကြည့်ကြနော်ငပိရည်နဲ့တိုးစရာနဲ့တကယ်ကောင်းလို့ရှင်အသားရင်မလိုပါဘူးရှင်မမရဲ့ဗီဒီယိုကိုအဆုံးထိကြည့်ပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်နော်